မင်္ဂလာပါနယ်လီအင်ချန်များနေသူဆိုမိတ်ဆက်လိုက်ပါတယ်ဒီမှာကူရောက်ရှိမိတ်ဆက်ပေးမယ်အရန်လာတဲ့ခြံလေးကတော့ပြင်းလွင်မြို့နယ်အရှိပင်လေရွာမှာတည်ရှိပါတယ်သူကရွာမြေပါသူကမျက်နှာစာဒီမှာဆိုလို့ရှိရင်60လမ်းနှစ်ဖက်ပေါက်ဒီမှာဆိုရင်80ဘက်မှာဆိုရင်80ဒီဘက်က55သူက60 80 50 55ပဲရှိတယ်ပြီးရင်ဗာမီးတိုင်းလည်းရောက်မီးလည်းဆွဲလို့ရတယ်ဘေးပတ်ဝန်းကျင်မှာလည်းလူနေအိမ်တွေရှိတယ်ပြီးရင် view လေးတွေလည်းအရန်ကိုလှပပါတယ်ရှင်ရောင်းစည်းလေးကတော့385သိန်းညီနိုင်စည်းဖြစ်ပါတယ်ဒီမှာဆိုရင်ကွန်ကရစ်လမ်းလည်းခင်းထားတယ်ရှေ့မှာလည်းကွန်ကရစ်လမ်းလည်းခင်းထားတယ်လမ်းနှစ်ဖက်ပေါက်ပါနော်ဒီဘက်ကိုဆက်သွားမယ်ဆိုရင်လည်းမီးရွေးပေါ်ရွာကိုရောက်တယ်ဟိုမှာဆိုရင်လည်းစိုက်ပျိုးရေးခြံလေးအိမ်လှလေးတွေနဲ့view လေးကအရန်ကိုတာယာပါတယ်ရှင်။ရောင်းစည်းလေးကတော့60 80 50 55ကို385နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဒီခြံလေးပါရှင်။အားလုံးကိုအထူးကျေးဇူးတင်ရှိပါရှင်။